ကဘာအကောင်းဆုံးပင်နယ်ဒီကန်သွင်းသူဟာပင်နယ်ဒီတစ်လုံးမှမလွဲချော်ခဲ့ဘူးဆိုတာအသင်သိပါသလားဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးပင်နယ်ဒီကန်သွင်းသူ9ဦးကိုဖော်ပြပေးလိုက်ပါတယ်9ဦးရောဘတ်လီဝမ်ဒေါ့စကီဟာပင်နယ်ဒီကန်သွင်းရာမှာတတ်သိပြနိုင်တဲ့သူပါသူဟာပင်နယ်ဒီ89ကြိမ်သွင်းယူပြီး10ကြိမ်လွဲချော်ခဲ့ပါတယ်4ဦးဘရူနိုဖာနန်ဒက်ဟာပင်နယ်ဒီ59ကြိမ်သွင်းယူပြီး6ကြိမ်လွဲချော်ခဲ့တာကြောင့်90တငါထားရခိုင်နှုန်းကူးပြောင်းနှုန်းရှိပါတယ်။ကျန်တာတွေကိုစမထွားခင်မှာတင်မြနာပင်ကိုနှစ်ချက်နှိပ်ပြီး follow ခလုတ်ကိုနှိပ်ပါ။ဘယ်သူက goal လဲရိုနယ်ဒိုလားမက်ဆီဟာဆိုလာလဲမှတ်ချက်ပေးပါ။အများဆုံး reaction ရှိတဲ့ comment ကအငင်းပွားမှုကိုဖြေရှင်းပေးပါတယ်။3ဦးဂျိုဝါပေဒရို93ရာခိုင်နှုန်းကူးပြောင်းနှုန်းနဲ့ဂျိုဝါပေဒရိုဟာပင်နယ်ဒီကနေအန်မခန်အဆုံးသတ်သမားပါသူဟာပင်နယ်ဒီ14ကြိမ်သွင်းယူပြီးတစ်ကြိမ်ပဲလွဲချော်ခဲ့ပါတယ်2ဦးအိုင်ဗန်တိုနီ94ရာခိုင်နှုန်းကူးပြောင်းနှုန်းနဲ့အိုင်ဗန်တိုနီဟာကမ္ဘာအကောင်းဆုံးပင်နယ်ဒီကန်သွင်းသူတွေထဲကတစ်ယောက်အဖြစ်သတ်မှတ်ခံထားပါတယ်သူဟာပင်နယ်ဒီ36ကြိမ်သွင်းယူပြီး2ကြိမ်ပဲလွဲချော်ခဲ့ပါတယ်2ဦးကိုပါမာဟာပင်နယ်ဒီစဖွန်ကိုသွင်းယူနိုင်ခဲ့ပြီးကိုပေါက်တဲ့မှတ်မှုရာနှုန်းပြည့်ရှိတယ်လို့ဂုဏ်ယူဝင့်ကြွားခဲ့ပါတယ်